အားလုံးပဲမင်္ဂလာပါခွန် vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီကြောက်ကလေးကြီးတောက်နေတဲ့ဒီကြောက်ကလေးတစ်ပွင့်ကိုကျွန်တော်တို့ရောင်းပေးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကြောက်လေးကတော့လုံးဝဟိုကြီးတောက်နေရပဲပေါ့နော်ကြီးတောက်ပြီးမှအရှင်းတော့နည်းနည်းလေးတော့အရှင်းနည်းနည်းလိုတယ်ပေါ့နော်ကျွန်တော်တို့မီးထိုးဒီတိုင်းဆိုရင်တော့ဘာမှတော့မဖြစ်ဘူးမီးထိုးတဲ့အခါကျတော့နည်းနည်းလေးတော့ဟိုလိုအနာတေးသေးလေးတော့နည်းနည်းလေးတော့ဘေးနားမှာနည်းနည်းလေးပါတယ်ပေါ့နော်ကြောက်ကတော့လုံးဝဟိုဒီကြောက်စီအနေနဲ့ဆိုတော့ဘာမှပြောစရာမလိုဘူးပေါ့နော်အခုမြင်ရတဲ့အတိုင်းဆိုရင်လုံးဝကြီးတောက်နေပဲကျွန်တော်တို့အောက်ကလက်ပေါ်မှာပါရှိတယ်ဆိုတော့ကျွန်တော်တို့မြင်နေရတယ်ပေါ့နော်ဆိုတော့ carat chain အနေနဲ့ဆိုတော့ကျွန်တော်တို့2 carat အလောက်ဝန်းကျင်ပဲရှိမယ်ပေါ့နော်ဆိုတော့တိတိကျတော့ကျွန်တော်တို့မချိန်လိုက်ရဘူးပေါ့နော်ကြောက်ကတော့ကျွန်တော်တို့အခုမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကြောက်စီအလွန်အင်မတန်မှကောင်းပါတယ်ဒါလေးကိုကျွန်တော်တို့ပွဲတိုက်ကြည့်တဲ့အခါကျတော့ဒီ20အောက်တွေတော့တော်တော်များများတော့ဈေးထောက်ကြတယ်ပေါ့နော်ဆိုတော့အခုဒီမှာကျွန်တော်တို့အမြင့်ဆုံးရောင်းလိုက်တဲ့ဈေးကတော့22သိန်းပေါ့နော်22သိန်းကိုကျွန်တော်တို့အမြင့်ဆုံးရောက်တော့ကျွန်တော်တို့ဆရာကိုဒီပိုင်ရှင်ပေါ့နော်ကျွန်တော်တို့ဆရာကိုဖုန်းဆက်တဲ့အခါကျတော့22သိန်းကိုရောင်းလိုက်ဆိုတော့ကျွန်တော်တို့ရောင်းလိုက်တယ်ပေါ့နော်ဟိုဘက်ကဝယ်သွားတဲ့ကုန်တယ်ကတော့တို့ဒီအပွင့်လေးတွေကိုအထည်စင်တဲ့သူတွေအထည်စင်တဲ့ကုန်တယ်တွေပေါ့နော်ဆိုတော့ဒီကြောက်လေးတစ်ပွင့်ကိုဒီကြီးတောက်နေတဲ့ဖြူဖြူကြီးလေးပဲပေါ့နော်အရှင်းတော့နည်းနည်းလေးလိုတယ်ပေါ့နော်ဒီကြောက်လေးတစ်ပွင့်ကိုကျွန်တော်တို့22သိန်းနဲ့ရောင်းပေးလိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရောင်းတဲ့ပွဲစားပေါ့နော်အဲ့တော့ဒီရတာကတော့ထောင်နှံလေးတွေထောင်နှံလေးတွေရလိုက်တာပေါ့နော်ဆိုတော့ဒါကတော့ဒီနေ့ကျွန်တော်တို့ရောင်းထားတဲ့မင်္ဂလာလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ဆိုတာဗီဒီယိုကတော့အခုကျွန်တော်ဒီနေ့မှတင်တာပေါ့နော်ကြောက်ရောင်းထားတာတော့3-4 ရက်လောက်တော့ကျွန်တော်တို့ရှိပြီပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပါပိုင်ပါအားလုံးတတပါ But only if you live